Hello အားလုံးမင်္ဂလာပါဒီနေ့ရတဲ့ခါကျတော့လွယ်လေးဝယ်လာပေါ့နော်လွယ်လေးကိုပြပါမယ်ရှင်လွယ်ကအရန်ကြီးပြီးတော့ quality လည်းကောင်းနေပေါ့နော်4000မှလို့ဟာ3800ပဲပြရပါရှင်အရန်ကိုတန်းပါရှင်ဒီလွယ်မျိုးအစင်းနဲ့တင်ရပါနော်အဲဆိုလို့ရှင်အကန့်ညာအများကြီးပဲပါတယ်ဒီလွယ်မှာဆိုအများကြီးပါတယ်နော်အနည်းဆုံးတော့ရှစ်ကန်ပါတယ်ရှစ်ကန်အရန်လဲလှရဲသူ့လည်းကျမတို့ညပတ်တဲ့သူမျိုးနဲ့ဆိုရင်ကြိုက်ပြပါနော်သူအဲ့ခဲအကက်လေးမှာဆိုရင်အရန်ကိုမိုက်တယ်ကက်ကလေးလည်းပါတယ်ပေါ့နော်ခရိုမီကက်ကလေးချစ်စရာလေးတစ်ခုကပြုံးတာနားစရာကောင်းတယ်တစ်ခုကပြုံးနေရပေါ့နော်အမတနာစရာကောင်းပြီဒီမှာတော့ရည်နေရပါဒီမှာဆိုအယောင်လေးတွေကတိတ်ပြီးတော့မရှိဘူးเนาะအယောင်လေးက300လောက်ပဲရှိရတယ်เนาะအဲ့အကန်နေအများကြီးပဲအတွင်းထဲမှာဆိုလည်းအရန်ကျဲအဲ့12တန်းနေပါတော့မဆိုလည်းအရန်လွယ်ပါတယ်เนาะအရန်ကျဲပဲပေါ့เนาะအကန်နေရလည်းအများပဲအဲ့အတွင်းထဲမှာအကန်နှစ်ကန်ထပ်ပါသေးရရှိအရန်လဲ quality ကောင်းနေမနော်မနော်အကန်ဒုတိယအကန်မနော်ဒုတိယအကန်မှာဆိုရင်အဲ့လိုပေတန်းတို့ဘာလို့ပြတ်ဖို့လွယ်တယ်ပေါ့နော်အဲ့မှာအဲ့ဒါလေးအရန်ကြိုက်တယ်နော်ဒီမှာရုပ်ကိုတီးရနေတည်တာပါတယ်ရှင်ရန်လာတယ် quality ရန်ကောင်းလာတယ်ရန်ကောင်းမယ်ပေါ့နော်ဈေးကြီးရလည်းမပြောနေဘူးရှင်ဈေးကြီးရ quality မျိုးစားလည်းရန်ကောင်းတယ်သူကအသားလည်းနူးနူးလေးပေါ့နော်အားလုံးပဲတက်တာပါရှင်အမေတက်တာနောက်နေ့ကျမှပြန်နှင်းပါမယ်ရှင်အားလုံးပဲတက်တာ